ဖိုးကမိပြင်းကရွှေတုံးတွေကိုကောက်နေတော့နောက်ဆုံးတုံးမှာတော့6ခေးတလုံးကိုအသာလီလက်ထဲဝက်ကင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစစ်ဘူကသူ့ကိုပစ်ဖို့အမိန့်ပေးလိုက်ပြီမိအဖိုးကလက်ထဲက6ခဲနဲ့မြေမြုပ်မိုင်းကိုဖိပေါက်ပြီးပောက်ကွဲစေခဲ့ပါတယ်စစ်ဘူကထိတ်လန့်သွားပြီးရှေ့တက်ကိုဝိုင်းပစ်ဖို့စစ်သားတွေကိုခိုင်းလိုက်ပြီးမိမမျော်လင့်ထားတာတခုဖြစ်လာပါတယ်အဖိုးကတန်အိုးတလုံးကိုတုံးပြီးကြီးစံအားလုံးကိုကာကွယ်လိုက်တာဟာကပတိန်အမေရိကတောင်အံ့ဩသွားရမယ့်အခြေအနေပါအဖိုးတေးပြီးအထင်းနဲ့စစ်ဘူကပြစ်ခတ်မှုကိုရပ်ခိုင်းပြီးစစ်သားတယောက်ကိုသွားစစ်ခိုင်းလိုက်ပါတယ်ဒါပေမဲ့စစ်သားအနားမရောက်ခင်မှာပဲမြေမြုပ်မိုင်းတစ်ခုပေါက်ကွဲပြီးအဲ့ဒီစစ်သားချက်ချင်းတီဆုံးသွားပါတယ်အဲ့ဒီနောက်စစ်ဘူကဘီးတစ်ဖက်တစ်ချက်ကနေစစ်သား2ယောက်ထပ်လွတ်လိုက်ပြီးမယ်3စက္ကန့်တောင်မခံပဲအသက်ခံလိုက်ရပြန်ပါတယ်သူလူတွေတေးကုန်တာကိုမြင်တော့စစ်ဘူကလမ်းကြောင်းရှင်းဖို့အတွက်အမျိုးသမီး3ပန်း2ယောက်ကိုအရှိကနေအတင်းတိုးခိုင်းပါတယ်ဒီအချိန်မှာအဖိုးအိုကတော့တိတ်တဆိတ်ထွက်ပြေးသွားပါပြီသူဟာအရန်ပင်ပန်းနေပြီးကားပြတ်တစည်းအောင်မှလွှဲနေပါတယ်သူ့ရဲ့ဒဏ်ရာကိုခါးပတ်နဲ့စီးပြီးဘာဆေးဝါးမှမပါပဲကြီးစံကိုကိုယ်တိုင်ဆွဲထောက်ခဲ့ပါတယ်နာကျင်လုံးလို့သူတတိလစ်သွားတဲ့အချိန်မှာရန်တုစစ်သားတွေနဲ့ခြေရာကန်ခွေးတွေဟာသူ့အနားကိုရောက်လာနေပါပြီအထံကြားလို့နိုးလာတဲ့အခါမှာတော့အဖိုးအိုကရွှေတွေကိုအမြန်သိမ်းပြီးကားအောက်ကိုပြန်ပုံးလိုက်ပါတယ်စစ်သားတွေသူ့ကိုမမြင်ပေမဲ့ခွေးတကောင်ကတော့သူ့သွေးနံကိုရသွားပါတယ်အဖိုးအိုကရန်တုချစ်ကားအောက်ကိုတွားသွားပြီးစီတန်ကြီးကိုဓာတ်နဲ့ဖောက်ကသူ့ကိုယ်ပေါ်ကိုဓာတ်စီတွေလောင်ချလိုက်ပါတယ်ဒါကအနှံ့ဖြောင်းနိုင်မယ်လို့သူထင်ခဲ့ပြီးမဲ့မှားသွားပါတယ်ခွေးကဓာတ်စီနှံ့ကိုပါရသွားပြီးဟောင်းပါတော့တယ်စစ်သားတွေကားရပ်ပြီးအနီးနားကိုရှာဖွေနေတော့အခွင့်အရေးရခိုင်မှာအဖိုးအိုကမြက်ဘက်ကိုပြေးပါတော့တယ်ဒါပေမဲ့ခွေးကသူ့ကိုထပ်မြင်သွားပြီးစနိုက်ပါသမားကသူ့ခြေတော်ကိုပစ်လိုက်တဲ့အတွက်စစ်ဘူကအရှင်ဖမ်းဖို့အော်ပြောပါတယ်ခွေးကသူ့နောက်ကိုလိုက်လာပြီးမဲ့အဖိုးအိုကအေးအေးဆေးဆေးပဲမီးချက်ချပြီးသူ့ကိုယ်ကိုမီးရှို့လိုက်ပါတယ်မီးတောင်နေတဲ့အဖိုးအိုကိုမြင်တော့ခွေးကကြောက်ပြီးရပ်သွားတဲ့အချိန်မှာသူကမြက်သေးကိုခုန်ချလိုက်ပါတယ်စစ်သားတွေဝိုင်းပြစ်နေပေမဲ့သူတဲလာတဲ့ရွှေတွေရဲ့အလေးချိန်ကြောင့်သူကရေအောက်ကိုနင့်ဝင်ကပျောက်ကွယ်သွားပါတယ်စစ်သားတွေရေမကုန်းတတ်တဲ့အတွက်နောက်ကနေလိုက်မလာနိုင်တော့ပါဘူးနာယူဝက်လောက်ကြတော့အဖိုးအိုကအသက်ရှူဖို့ရေပေါ်တက်လာတဲ့အချိန်မှာစနိုက်ပါသမားကထပ်ပစ်လိုက်လို့ရေထဲမှာသွေးတွေပြန့်သွားပါတယ်စစ်ဘိုးကရွှေတွေကိုပြန်ယူဖို့ရေငုတ်တမားတယောက်ကိုလွှတ်လိုက်ပါတယ်ဒါပေမဲ့ရေငုတ်တမားရေအောက်ရောက်တဲ့အခါမှာတော့အဖိုးအိုကတုတ်လက်ပင်ကိုလီးပြီးအောက်ဆီဂျင်ဘူးကိုလူယူလိုက်ပါတယ်လေဘော်ကစစ်သားတယောက်ဒါကိုမြင်တော့ကြောက်လန့်သွားပြီးမှစစ်ဘိုးကနောက်ထပ်လူတွေကိုထက်ဆင်းခိုင်းလိုက်ပါတယ်ဒါပေမဲ့2စက္ကန့်တောင်မခံပဲရေပြင်တစ်လုံးတွေးတွေနဲ့ပြန်နီးရဲသွားပါတယ်ကြောက်လန့်သွားတဲ့စစ်သားတွေစွခွားကိုပြေးနေတော့စစ်သားတယောက်ကသူ့အချင်းချင်းမှားယွင်းပစ်ခတ်မိသွားပါတယ်အဲ့ဒီနောက်စနိုက်ပါသမားကစက်တနတ်နဲ့အဆက်မပြတ်ပြည့်နေပြီမိအဖိုးအိုကစစ်သားအလန်းကိုဒိုင်းလုပ်ပြီးလွတ်မြောက်သွားပါတယ်စစ်ဘိုးကဒါကိုအံ့ဩမြင်တတ်စွာကြည်နေတော့အဖိုးအိုရဲ့အိမ်မွေးခွေးလေးပြန်ရောက်လာပါတယ်ဒါကိုမြင်လိုက်တဲ့စစ်ဘိုးကအကြံတစ်ခုရပြီးဒီခွေးကိုတုံးပြီးအဖိုးအိုကိုခြေရကန်ကိုပြင်ဆင်လိုက်ပါတော့တယ်